တာကူလမ်းလျှောက်တက်ပြီဆိုရတော့အညာဆောင်လေးကိုပေါ့နော်ဟိုထမိန်လိုပက်ပြီးတော့ကတာပါခင်ဗျာအဲ့ဒီကနေပြီးတော့ဝါသနာပါတာပါခင်ဗျာအမှုပညာလူပုံလေးကတဲ့နဲ့ပြက်မြဲကိုကြည့်ရခုဒီယိုဟိုပထမအောင်ဆုံးတချင်းသွင်းမယ်ဆိုတာအတန်ဟိုမကောင်းမှလည်းကြောက်တယ်လေပြီးတော့ဟိုလိုမျိုးအဲ့ဒီကတော့ထမိန်တော့မစားနိုင်ဘူးသားညအမှုပညာချင်းလေးနဲ့ကနေတော့ဟိုသူကိုတချင်းနဲ့ကိုလည်းကမယ်လို့စိတ်ကူးမိသွားခင်ဗျာမင်္ဂလာပါခင်ဗျာဟောတာဒီနေ့ရိုက်တဲ့ချင်းတွေကတော့မျက်နှာဝိုင်းလေးပဲဖြစ်ပါတယ်ခင်ဗျာမျက်နှာဝိုင်းလေးမိုးချစ်တဲ့ဆုံးဟောတာတော့နေပြီးတော့လဝင်းမြို့နယ်တပင်းဆမ်းမြကြီးရပဲဖြစ်ပါတယ်ခင်ဗျာတာရဲ့တချင်းလေးကတော့ဒီမင်္ဂလေးလိုလေးကတဲ့ချင်းလေးပဲဖြစ်ပါတယ်ခင်ဗျာလူပုံလေးကတန်တန်ပြက်မြင်ကိုကြည်တာခုဒီယိုလူပုံလေးကတန်တန်ပြက်မြင်ကိုကြည်တာခုဒီယိုဟိုတာမျိုးအဲ့လိုကျွဲတူလေးရပေါ့တာကိုမင်္ဂလေးထင်ပြီးတော့ဟိုလိုက်စားနောက်ပြီးကြိုက်ကြအဲ့လိုလုပ်ကြရခင်ဗျာတာဟိုဝစားလေးပြီးထွက်တော့ဟာမင်းအတိုင်းညကွာလို့ပြောတယ်ညနေဝိုင်းလေးမို့ချစ်တယ်ဆိုလာပြောနေကြတယ်ကိုလူပြိုရဲ့ကျမမမရရင်ကရုံတုံးမီကိုရင်ဝင်အောင်မလဲဟိဟိကိုလူပြိုရဲ့ကျမမမရရင်ကရုံတုံးမီကိုရင်ဝင်အောင်မလဲဟိဟိဟိုတာလူမျိုးသူများဟိုနုပညာချင်းလေးနဲ့ကနေတော့ဟိုသူကိုတချင်းနဲ့ကိုလည်းကမယ်လို့စိတ်ကူးမိသွားခင်ဗျာဟိုကိုချစ်မိရင်တာဝင်မျိုးပြောအော်တာကိုဒါရတာရှိလက်အောင်မရေးပြတာပါခင်ဗျာဒီတမူကတော့ကိုကေစုံမိုးပဲဖြစ်ပါတယ်ခင်ဗျာတချင်းကဒီမင်းကလေးတို့လေးပဲမျက်နှာဝိုင်းလေးဆိုတော့နှွဲပြီးတော့လေးတရုပ်ဆောင်ရတာမင်းသားလိုလေးကြောတော့လေမင်းသားလိုလေးကရတာခင်ဗျာဒီနေ့မရင်းချင်လာတယ်မျက်နှာဝိုင်းလေးမင်းလေးပဲတာကူလမ်းလျှောက်တက်ပြီဆိုရတော့အညာဆောင်လေးကိုပေါ့နော်ဟိုထမိန်လိုပက်ပြီးတော့ကတာပါခင်ဗျာအဲ့ဒီကနေပြီးတော့ဝါသနာပါတာပါခင်ဗျာအမှုပညာအရင်တော့မစိုးဘူးခင်ဗျာကိုမစိုးပါခင်ဗျာတချင်းရဲ့ဖို့အတွက်အကတွေကကြတာကဘယ်လိုဖြစ်မလဲအော်ဆရာရန်ကုန်ဆိုပဲဖြစ်ပါတယ်ခင်ဗျာအော်ဆရာတင်ပြီးဟိုဆရာဆိုလို့ရှိရင်မင်းသားကတော့မင်းသမီးကတော့တင်ပြီးပါခင်ဗျာလူကမှဟိုတင်ပေးရတာတွေ့ရတယ်ဘလို့တင်ပေးလဲဘယ်သူကတင်ပေးလဲအော်ဆရာရွှေလက်အောင်မြန်တင်ပြီးပါတယ်ခင်ဗျာတချင်းဟိုဒီလိုလေးဆိုအတန်လေးကိုဆွဲအဲ့လိုမျိုးလေးဆွဲခိုင်းပါတယ်ခင်ဗျာနွဲ့လေးနဲ့လို့ဆွဲခိုင်းပါတယ်ခင်ဗျာချက်သွေးလေးများပြိုးလို့တက်တဲ့ရင်ခုန်မိရပြိုးဟိုလိုက်တော့ချစ်စရာလေးဆိုပြမိရပြိုးဟောဒီယောက်ျားလေးကြော်လဲယောက်ျားလေးလိုလေးဆိုရတယ်မိန်းကလေးကြော်လဲမိန်းကလေးလိုနွဲ့လေးဆိုရတယ်ခင်ဗျာဟိုပထမအောင်ဆုံးတချင်းသွင်းမယ်ဆိုတာအတန်ဟိုမကောင်းမှလည်းကြောက်တယ်လေပြီးတော့ဟိုလိုမျိုးအဲ့ဒီကတော့ထမင်းတော့မစားနိုင်ဘူးသားတချင်းဟိုဟုတ်ကဲ့ဟိုဆရာပို့လိုက်တချင်းကိုရေးပြီးပို့လိုက်တယ်ဒါညာလေးကြက်တာကြည့်ပြီးကြက်တာဟုတ်ပရိသတ်ကြီးခင်ဗျာတားရဲ့ကိုပိုင်တချင်းလေးကိုအားပေးကြပါဦးခင်ဗျာ